Hello everyone, I'm Hazel. အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ Hazel ပါ။ဒီနေ့ကျွန်မဘယ်လိုမျိုးအင်္ဂလိပ်စာသင်တဲ့ဆရာမတစ်ယောက်ဖြစ်လာလဲဆိုတာကိုကျွန်မရဲ့အတွေ့အကြုံအရ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကငယ်ကတည်းကအင်္ဂလိပ်စာနဲ့ keep in touch လုံးဝမဖြစ်ခဲ့ဘူး။နေမှာနေတယ်။နေမှာရွာတော့မဟုတ်ဘူးပေါ့နော်။လယ်ကွင်းထဲမှာနေခဲ့ကြတယ်။ကျောင်းသွားဖို့ဆိုရင်3-4မိုင်ဝေးရဲ့ကျောင်းကိုလမ်းလျှောက်ပြီးသွားခဲ့ရတယ်။လုံးဝ no zero English ပေါ့နော်ဆရာမတွေအကြောင်းမှတော့တင်နေဒါပေမဲ့အခုခေတ်လို internet တွေဘာမှမရှိသေးတဲ့အတွက် resources တွေကလည်းမပြည့်စုံတဲ့အတွက်ကျမတို့ဒီတိုင်းပဲရိုးရိုးပဲသင်ခဲ့ရရဲပေါ့နော်ကျမအထက်တန်းရောက်တော့အင်္ဂလိပ်စာဆရာမတယောက်ကိုတွေ့ခဲ့တယ်အဲ့ဒီဆရာမကအင်္ဂလိပ်စာအရန်တော်တယ်အခုလိုမျိုး listening တွေပါတယ်ကျမတို့မရခဲ့ဘူးပေါ့နော် grammar သင်တာရှင်းတယ်အဲ့တော့ကျမကအထက်တန်းရောက်မှ grammar ဆိုတာပါလဲဆိုတော့နားလည်ခဲ့ရတယ်ကျမ matriculation exam မှာအင်္ဂလိပ်စာအမှန်နဲ့ကောင်းသွားရပေါ့နော်69မှတ်လောက်ရတယ်ဒါကျမကအင်္ဂလိပ်ကိုအဲ့ဒီရောက်ဝါသနာပါရပေါ့နော်ဒါပေမဲ့ကျမရဲ့စိတ်ထဲမှာ block ဖြစ်နေရပေါ့နော်တခုကပိတ်ဆို့ထားဒီအင်္ဂလိပ်ကအရင်ခက်ခဲတယ်ငါမရတော့ဘူးအမြဲတမ်းအဲ့လိုထင်နေခဲ့ရပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လဲကျမက language သင်တဲ့အခါမှာတခြားသူတွေထက်အရန်ကြားတယ်လို့ခံစားရရပေါ့နော်အခုတည်းကပဲကျမအဲ့ဒီဟာကို struggle လုပ်နေရတော့ပဲပေါ့အမှန်တော့ language က language ပဲအရန်ပြီးခက်နေရလို့စဉ်းစားနေစရာတော့မလိုဘူးပေါ့နော် Okay anyway အဲ့ဒါကျမဆက်တဲ့အောင်တော့ကျမ college တက်တယ်ဒီဆရာမဖြစ်လာခဲ့တယ်ဆရာမဖြစ်တဲ့အခါမှာအကျောင်းမှာဘာသာစုံသင်ရတယ်ကျမစိတ်မဝင်စားခဲ့ဘူးကျမက subject တစ်ခုကို specialize လုပ်ပြီးတော့သင်စေချင်တယ်ပေါ့နော်အကြောင်းတွေမှာလည်းဒါပေမဲ့သူတို့ကအခက်ခဲတော့ရှိမှာပေါ့နော်ကျမအကြောင်းကနေထွက်ခဲ့တယ်အကြောင်းတွေထွက်ခဲ့ပြီးတဲ့နောက်မှာ English ကိုကျမဝါသနာပါနေတယ်ဒါပေမဲ့ဘယ်လိုမျိုးလေ့လာမှမသိခဲ့ဘူး internet သုံးနေကိုဟုတ်လာပြီပဲထင်တာပေါ့နော်တနေ့ကျတော့ COVID-19 အချိန်မှာကျမထင်တယ်ကျမ internet Facebook ပေါ်မှာဆရာတယောက်တွေ့ရပေါ့နော်အဲ့ဒီဆရာက pre-intermediate level ဖွင့်မယ်ပေါ့အောက်ပြီးငါတက်ကြည့်မယ်ဆိုပြီးတက်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာတခါမှ English လို့မပြောဘူးကိုပြောချင်တဲ့ English တွေကကိုယ့်ရဲ့ခေါင်းထဲမှာအပြည့်ရှိနေတာဒါပေမဲ့ပြောမထွက်ဘူးပြောမထွက်တော့လုံးဝအဆင်မပြေဘူးကြောက်ခဲ့တယ်တင်တန်းကိုလေကင်မရာကြီးပိတ်ကိုလည်းပြောကနေဆိုရင်ဘနားနေလို့နေရမှမသိတင်တန်းနေပြေးချင်ခဲ့တယ်ပေါ့နော်အဲ့လိုတွေဖြစ်ခဲ့တယ်ဒါပေမဲ့ကျမတင်တန်းပြအောင်တော့တက်ခဲ့တယ်ပေါ့ကျမတို့ကအဲ့ဒီချိန်မှာကျမကအလုပ်မရှိဘူးပေါ့နော်ကျမတို့လေတွေလုပ်တယ်လက်ဝင်းထဲမှာစာတွေ6ရတယ်ပေါ့နော်ကျမတို့ညီမတွေအလဲကြကတဲ့ရိုးမှာတော့ထိုင်စာ6ရကျမထိုင်နေကိုယ့်ကို English လို့ပြောကြည့်နေအောက်တယ်ပေါ့နော်ကိုယ့်ကိုပြောကြည့်ဟုတ်တယ်ဒါပေမဲ့သင်တန်းရောက်လို့ရှိရင်ဘာမှမပြောတတ်တော့ဘူးဘာပြောလို့ပြောရမှန်းမသိဘူး idea တွေလည်းမရှိတော့ဘူးပေါ့နော်လက်ခေါ် idea တွေဖြစ်နေရလည်းကျမငါတနေ့ရောရရမယ်ပေါ့နော်တနေ့ကျတော့ internet သုံးနေနေပဲအမတယောက်ကသူကရန်ကုန် international school တခုမှာအလုပ်လျှောက်ထားညီမလေးလာလျှောက်ကြည့်ပါလားပေါ့ဟုတ်ပြီ international school ဆို English နဲ့ keep in touch ဖြစ်မယ်ငါရဲ့ language လည်း improve ဖြစ်မယ်ငါသွားလုပ်မယ်ပေါ့နော်ဘလောက်ပဲရဆိုပြီးတော့အကျမရန်ကုန်မှာအလုပ်လာလျှောက်တော့ဆိုတော့အကြောင်းကလည်းကျမအလုပ်ခန့်လိုက်တယ်ပေါ့နော်ဖြစ်ချင်တော့အကြောင်းကလည်းစာဖွင့်နေကြကျမကအဲ့ဒီမှာအလုပ်လုပ်ရင်အရှိရ lead teacher တွေတင်တာကိုကြည့်ပြီး experience တွေရမယ်ပေါ့ language တွေရမယ်ဆိုပြီးတော့ကိုယ်တိုင် lead လုပ်ပြီးသင်ခဲ့ရတယ်ပေါ့နော်သင်ခဲ့ရမှာဘလို့မှအဆင်မပြေဘူးကိုကဒီ level တဲ့အခုမှစပြီးတော့ဝင်တဲ့အချိန် lead လုပ်ပြီးတော့သင်ရတယ်စာတွေဖတ်ရတယ်အများကြီး struggles လုပ်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုး struggle လုပ်ရတာ လူတွေက struggle လုပ်ရတဲ့အခါမှာလုပ်နေတဲ့အချိန်မှာအရန်ပင်ပန်းခက်ခဲတယ်ဒါပေမဲ့အဲ့ဒီအချိန်ကာလတစ်ခုဖြတ်ကျော်ပြီးရဲ့နောက်မှာလေအရန်နေအဆင်ပြေသွားတယ်သိလားအဲ့ဒီတစ်နှစ်ပြီးရဲ့နောက်မှာကျမကလေဒီသင်ကြားရေးနဲ့ပတ်သက်ပြီးတော့လေကိုအတော်လေးကိုပေါ့နည်းနည်းလေးအဆင်ပြေလာလို့ခံစားဒါပေမဲ့ language ကတော့အဆင်မပြေသေးဘူးပေါ့နော် language ကိုကျမရအောင်စူးစမ်းမယ်ဆိုပြီးဆုံးဖြတ်ခဲ့တယ် teaching လုပ်တဲ့အခါမှာ especially English teaching ပေါ့နော် teaching methods တွေအသာထားကိုသင်မဲ့ language ကိုက fluent အရင်ဖြစ်ရမလို့ကျမထင်ခဲ့တယ်အဲ့တော့ကျမဆုံးဖြတ်ခဲ့တယ်ဒီကျောင်းမှာဆက်ပြီးမလုပ်ဖြစ်တော့ဘူးဘာလို့လဲဆိုတော့
ကျမကဒီเจ้าမှာအရှိမကပူဆောင်ပြီးပြောမဲ့ teacher မရှိဘူး speaking environment ကတိတ်ပြီးမရှိရတဲ့အတွက်ကျမအဲ့ဒီเจ้าကနေအလုပ်ထွက်ခဲ့တယ်ထွက်ပြီးတော့ကျမ language ကို fluent ဖြစ်အောင် fluency ရအောင်ဆက်ပြီးလေ့လာမယ်လို့ဆုံးဖြတ်ခဲ့တယ်ကျေးဇူးတင်ပါတယ် part 2မှာကျမဘယ်လို language ကို fluent ဖြစ်ဖို့အတွက် struggle လုပ်ခဲ့ရလဲဆိုတာဆက်ပြီးပြောပြပေးပါမယ်ရှင်